လွန်ခဲ့တဲ့နှစ်ပေါင်းထောင်ချီကအီရတ်နိုင်ငံမိုဆူမြို့အနီးကနီနာဝါဆိုတဲ့မြို့ကြီးဟာအလွန်စီးကားခဲ့ပါတယ်။အဲ့ဒီမြို့မှာလူဦးရေတသိန်းကျော်နေထိုင်ကြတယ်။ဒါပေမဲ့သူတို့ဟာအရှင်မြတ်ကိုမေ့လျော်ပြီးရုပ်တုတွေကိုကိုးကွယ်နေကြပါတယ်။တမန်တော်ယူနွတ်အလိုင်စလမ်ဟာသူတို့ကိုနှစ်ပေါင်းများစွာတရားဟောခဲ့ပေမဲ့ဘယ်သူမှနားမထောင်ခဲ့ပါဘူး။နောက်ဆုံးမှာတော့သူဟာအလွန်အမင်းစိတ်ပြတ်သွားပြီးအရှင်မြတ်ရဲ့ခွင့်ပြုချက်အမိန့်မကြလာသေးခင်မှာပဲမြို့ကိုစွန့်ခွာဖို့ဆုံးဖြတ်လိုက်ပါတယ်။သူဟာပင်လယ်စိတ်ကမ်းကိုပြေးသွားပြီးထွက်ခွာတော့မဲ့သင်္ဘောတစ်စီးပေါ်ကိုတက်လိုက်ပါတယ်။သင်္ဘောဟာပင်လယ်ရဲ့အလဲကိုရောက်တဲ့အခါမှာတော့ကောင်းကင်ကြီးတစ်ခုလုံးမှောင်မိုက်သွားပြီးမကြုံစဖူးပြင်းထန်တဲ့မုန်တိုင်းကြီးကြာရောက်လာခဲ့တယ်။သင်္ဘောသားတွေဟာကြောက်လန့်တကြားနဲ့ဝန်ပေါ့အောင်ကုန်ပစ္စည်းတွေကိုပင်လယ်ထဲပစ်ချကြတယ်။ဒါပေမဲ့မုန်တိုင်းကရက်မသွားခဲ့ပါဘူး။အဲ့ဒီခေတ်ကယုံကြည်ချက်အရာသင်္ဘောပေါ်မှာသခင်ရဲ့အမိန့်ကိုနားမခံပဲထွက်ပြေးလာတဲ့ကျွန်တယောက်ပါနေလို့ဒီလိုဖြစ်တာလို့ယူဆကြတယ်။ဒါကြောင့်လူတယောက်ကိုပင်လယ်ထဲချဖို့မဲနိုင်ကြတယ်။ထူးဆန်းတာက၃ကျင်းစလုံးတမန်တော်ယူနွတ်သခင်ရဲ့နာမည်ပဲထွက်လာခဲ့တယ်။တမန်တော်ယူနွတ်သခင်ဟာဒါဟာသူ့ရဲ့အမားကြောင့်ဆိုတာသိလိုက်ပြီးပင်လယ်ထဲကိုခုန်ချလိုက်ပါတော့တယ်။တမန်တော်ယူနွတ်သခင်ရေထဲကျတာနဲ့တပြိုင်နက်အရှင်မြတ်ရဲ့အမိန့်တော်အရာစေလွတ်လိုက်တဲ့ဝေလငါးကြီးတစ်ကောင်ဟာသူ့ကိုဒလုတ်တဲမျိုးချလိုက်ပါတယ်။သူဟာငါးကြီးဝမ်ပိုက်ထဲမှာမှောင်တုံးတတ်တဲ့ညင်နတ်ထန်းခေါင်ရဲ့အမောင်တို့ပင်လယ်ရေနှစ်ပန်းရဲ့အမောင်တို့ငါးကြီးဝမ်ပိုက်ရဲ့အမောင်တို့တွေနဲ့အတူ3ရက်တုံးဟုတ်9ရက်ထိနေခဲ့ရတယ်လို့အဆိုရှိကြပါတယ်။သူဟာအဲ့ဒီချိန်မှာမျော်လင့်ချက်မဲ့မသွားပဲငါးကြီးရဲ့ဝမ်ပိုက်ထဲတွင်မျက်ရည်တွေနဲ့အတူနောင်တရပြီးအခုလိုဆူတောင်းလိုက်ပါတယ်။အရှင်မြတ်မှတပါအခြားကိုးကွယ်ရာအရှင်မရှိပါ။အရှင်မြတ်တည်သာအလွန်တန်ရှင်းစင်ကြယ်တော်မူပါသည်။အကျွန်ုပ်တွေသာအမားကျူးလွန်သူဖြစ်ပါသည်။ဒီဆူတောင်းတဲ့ဟာကောင်းငင်ဘုံအထိပြန့်နှံ့ထွားပြီးကောင်းငင်တန်မှန်တွေကပါခွင့်လွတ်ပေးဖို့အရှင်မြတ်ထံတော်လျှောက်ထားတော်မူကြပါတယ်။ဒီလိုနဲ့အရှင်မြတ်ကငါးကြီးကိုအမိန့်ပေးလိုက်တဲ့အခါငါးကြီးဟာယူနွတ်သခင်ကိုကမ်းခြေတစ်ခုပေါ်မှာအသာယာသွားအံထုနိုင်ပါတယ်။နေဘူးတံကနေကာကွယ်ဖို့အရှင်မြတ်ကသူ့အနောက်မှာဘူးပင်ကြီးတစ်ပင်ကိုချက်ချင်းပေါက်စေခဲ့ပါတယ်။သူအားရင်တွေပြန်ပြေလာတဲ့အခါသူ့ရဲ့မြို့ဟောင်းစီကိုပြန်သွားခဲ့တယ်။အံ့ဩစရာကောင်းတာကသူစွန့်ခွာလာခဲ့တဲ့မြို့သူမြို့သားအားလုံးဟာအမားကိုသိမြင်ပြီးနောင်တရကအစ္စလမ်သာသနာကိုလက်ခံပြီးသူ့ကိုစောင့်မျှော်နေကြတာကိုတွေ့လိုက်ရပါတယ်။